မင်္ဂလာပါရှင်ပထမဧတနာတုံမှာဖျားရှင်ကရှာမိခြင်းသုံးပါအကြောင်းကိုဟောကြားခဲ့ပါတယ်ဒီတုတ်တန်ဟာမိမိရဲ့စိတ်ကိုသူတော်ကောင်းဖြစ်စေပါတယ်မြတ်စွာဘုရားသည်ယဟန်အပေါင်းအားဤတရားကိုဟောတော်မူခဲ့ပါသည်ချစ်သားတို့ရှာမိခြင်းသုံးပါရှိသည်ကာမရှာမိခြင်းဘဝရှာမိခြင်းအကျင့်မြတ်ရှာမိခြင်းတို့ဖြစ်ကြသည်မြတ်စွာဘုရားဤတပည့်များသည်ရှာမိခြင်းများဒုက္ခကိုရှာမိခြင်းတို့ဤဖြစ်ကြောင်းသမုဒယကိုရှာမိခြင်းတို့ဤချုပ်ရာနိရောဓနိဗ္ဗာန်ကိုရှာမိခြင်းတို့ကိုရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအရိယာမက်ကိုပိုင်းခြား၍တည်သည်ရှာမိခြင်းကုန်သောသူမရှိသောသူသည်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သောသူတစ်ပါးအကျိုးအများအကျိုးအတွက်ပြည့်စုံလိုသူယဟန္တာသူတော်ကောင်းအဖြစ်ကိုရသည်ဟုမိန့်တော်မူခဲ့ပါသည်မင်္ဂလာပါရှင်ဒုတိယဧတနာတုတ်ကိုပူဇော်ပါမယ်ရှင်ယဟန္တာပုဂ္ဂိုလ်သည်ရှာမိခြင်းတို့ကိုစွန့်ဤတရားတော်မြတ်စွာဘုရားသည်ယဟန်ပေါင်းအားဤတရားကိုဟောတော်မူခဲ့ပါသည်ချစ်သားတို့ရှာမိခြင်း၃ပါးရှိသည်ကာမရှာမိခြင်းဘဝရှာမိခြင်းအကျင့်မြတ်ရှာမိခြင်းတို့ဖြစ်သည်ရှာမိခြင်း၃ပါးကိုပြုအပ်မည်ဟုအမှားယူဆခြင်းသည်အယူမှားဖြစ်သည်ယဟန္တာသူတော်ကောင်းတို့သည်ရှာမိခြင်းအလုံးကိုစွန့်လွတ်ထားသူဖြစ်သည်ရှာမိခြင်းကင်းသူသည်အလိုဆန္ဒမရှိသူတောင်းတမှုကင်းသူပိဿက်လူစိတ်သားရှိသူဖြစ်သည်ဟုမိန့်တော်မူခဲ့ပါသည်မင်္ဂလာပါရှင်ဗလာတုတ်ကိုပူဇော်ပါမယ်ရှင်တမာတိရယံထိုက်မထိုက်သောတရား6ပါးတရားတော်ယဟန်တို့တရား6မျိုးတို့နှင့်ပြည့်စုံသောယဟန်သည်တမာတိ၌အာရှိသည်၏အဖြစ်သို့ရောက်ရန်မထိုက်ထို6မျိုးတို့မှာ1ယဟန်သည်တမာတိကိုဝင်စားမှု၌မလိမ္မာ2တမာတိ၏တည်မှု၌မလိမ္မာ3တမာတိမှထားမှု၌မလိမ္မာ4ကောင်းစွာပြုလုပ်ခြင်းမရှိ5အမြဲပြုခြင်းလည်းမရှိ6လိုအပ်သည်ကိုကြိုတင်၍ပြုလုပ်ခြင်းမရှိဤတရား6မျိုးတို့နှင့်ပြည့်စုံသောယဟန်သည်တမာတိ၌အာရှိသည်အဖြစ်သို့ရောက်ရန်ထိုက်သည်ထို6မျိုးတို့မှာ1ယဟန်သည်တမာတိကိုဝင်စားမှု၌လိမ္မာ၏2တမာတိ၏တည်မှု၌လိမ္မာ၏3တမာတိမှထားမှု၌လိမ္မာ၏4ကောင်းစွာပြုလုပ်ခြင်းရှိ၏5အမြဲပြုခြင်းလည်းရှိ၏6လိုအပ်သည်ကိုလည်းကြိုတင်၍ပြုလုပ်ခြင်းရှိ၏လာပါရှင်စိတ်ကိုအေးထားပါတရားကိုနားထောင်ပါအေးချမ်းခြင်းဟာအပြင်မှာမရှိပါဘူးမိမိစိတ်ထဲမှာပဲရှိတာပါရှင်မြတ်စွာဘုရားသည်ဤတရားကိုယဟန်အပေါင်းအားဟောတော်မူ၏ယဟန်တို့ခိုးသူတို့သည်လက်နက်ဟူသောအားရှိ၏မင်းတို့သည်အာနာဟူသောအားရှိ၏သူငယ်တို့သည်ငိုကြွေးခြင်းဟူသောအားရှိ၏မာတုကာမတို့သည်အမျက်ထွက်ခြင်းဟူသောအားရှိ၏သူမိုက်တို့သည်ကဲ့ရဲ့ခြင်းဟူသောအားရှိ၏ပညာရှိတို့သည်အကျိုးရှိမရှိကိုရှုခြင်းဟူသောအားရှိ၏ကြားမြင်များသူတို့သည်ဆင်ခြင်ခြင်းဟူသောအားရှိ၏တမနာဗျမနာတို့သည်တီးခံခြင်းဟူသောအားရှိ၏ယဟန်တို့ဤသည်တို့ကအားရှိမျိုးတို့သည်ဟုမိန့်တော်မူ၏မင်္ဂလာပါရှင်ဒေဝတဟတုတ်ကိုပူဇော်ပါမယ်ရှင်ကံကံဤအကျိုးနှင့်သစ္စာ၄ပါးတရားတော်မြတ်စွာဘုရားသည်ဒေဝတဟမြည်သောတာကီဝင်းမင်းတို့ဤဏီကုန်း၌တရင်သုံးစဉ်ဟောကြားထားသောတုတ်ဖြစ်ပါတယ်ရှင်နိဂန္ဓတို့သည်၅ပါးသီလစောင့်တည်ခြင်းဖြင့်ဆင်းရဲခြင်းများကုန်ဆုံးသွားပြီးချမ်းသာသောနိဗ္ဗာန်ကိုရနိုင်သည်ဟုယုံကြည်နေကြသည်၅ပါးသီလစောင့်တည်ခြင်းဖြင့်ကံဟောင်းများကိုပျောက်စေပြီးကံတင့်များမဖြစ်တော့ဘဲဆင်းရဲကုန်နိုင်သည်နိဗ္ဗာန်ချမ်းသာကိုရရှိနိုင်သည်ဟုယုံကြည်ယူဆကြသည်ထိုအခါမြတ်စွာဘုရားမှအရှင်နိဂန္ဓတို့ဤကဲ့သို့၅ပါးသီလကိုအထုတ်ခြင်းမျိုးသည်ဆင်းရဲခြင်းများမကုန်ဆုံးနိုင်နိဗ္ဗာန်ကိုမရနိုင်ဟုမိန့်တော်မူသည်ငါရှင်နိဂန္ဓတို့1
ချက်ချင်းအကျိုးခံစားရမည့်ကံကိုပြုလုပ်ပြီးနောက်မှအကျိုးခံစားရမည့်ကံဖြစ်ပါစေဟုပြုပြင်၍မရနိုင်နှင့်နောက်မှအကျိုးခံစားရမည့်ကံကိုပြုလုပ်ပြီးချက်ချင်းအကျိုးခံစားရမည့်ကံဖြစ်ပါစေဟုပြုပြင်၍မရနိုင်၃ချမ်းသာခံစားရမည့်ကံကိုပြုလုပ်ပြီးဆင်းရဲခံစားရမည့်ကံဖြစ်ပါစေဟုပြုပြင်၍မရနိုင်၄ဆင်းရဲခံစားရမည့်ကံကိုပြုလုပ်ပြီးချမ်းသာခံစားရမည့်ကံဖြစ်ပါစေဟုပြုပြင်၍မရနိုင်၅အကျိုးခံစားရမည့်ကံကိုပြုလုပ်ပြီးအကျိုးမခံစားရမည့်ကံဖြစ်ပါစေဟုပြုပြင်၍မရနိုင်၆အကျိုးမခံစားရမည့်ကံကိုပြုလုပ်ပြီးအကျိုးခံစားရမည့်ကံဖြစ်ပါစေဟုပြုပြင်၍မရနိုင်ဥပမာမိမတယောက်အားအလွန်ကြိုက်နှစ်သက်သောယောက်ျားသည်ထိုမိမအပေါ်အလွန်ဆွဲလန်းနေသည်အလွန်လိုချင်နေသည်ထိုမိမတခြားယောက်ျားနှင့်စကားပြောခြင်းရဲခြင်းပြုံးခြင်းတို့ကိုမြင်လျင်စိုးရိမ်ပူဆွေးခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပူပန်ခြင်းများဖြစ်သည်သို့သောနောက်တစ်ချိန်ထိုသူသည်ထိုမိမအပေါ်နှစ်သက်ဆွဲလန်းစိတ်များမရှိတော့လျင်ထိုမိမမိသည့်ယောက်ျားနှင့်စကားပြောဆိုနေသည်ဖြစ်စေစိုးရိမ်ပူဆွေးခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပူပန်ခြင်းများမဖြစ်တော့ပေထိုသူသည်ထိုမိမအပေါ်နှစ်သက်ဆွဲလန်းမှုမထားခဲ့လင်ဆင်းရဲဒုက္ခများဖြစ်ပေါ်ခြင်းမရှိနိုင်တော့ပါနှစ်သက်ဆွဲလန်းမှုမရှိသောသူသည်ဆင်းရဲဒုက္ခများမှလွတ်သူဖြစ်သည်ဤကဲ့သို့အရာရာအပေါ်နှစ်သက်ဆွဲလန်းမှုကိုပယ်၍သစ္စာလေးပါးကိုသိမြင်ပြီးတတ္တဝါအလုံးအပေါ်မေတ္တာထားပြီးမဂ္ဂင်၈ပါးအကျင့်ဖြင့်နိဗ္ဗာန်ချမ်းသာကိုရနိုင်သည်ဟုမိန့်တော်မူခဲ့ပါသည်မင်္ဂလာပါရှင်ဒီဝတဟသို့မြားဖြောင့်တရားမဂ္ဂင်၈ပါးတရားတော်ဒုတိယပိုင်းကိုပူဇော်ပါမယ်ရှင်မြတ်စွာဘုရားသည်ဒီဝတဟမီသောတာကီဝေမင်းတို့၏ဏီကုန်း၌တည်င်းသုံးစဉ်ဟောကြားထားသောတုတ်ဖြစ်ပါတယ်ရှင်ချစ်သားတို့လေးသမားသည်မြားကိုမိစနှစ်ခုတို့၌အပြန်အလှန်กินသည်အပေါ်အောက်กินသည်ဖြောင်းအောင်ပြုသည်ပြစ်ခတ်၍ကောင်းအောင်ပြုသည်ထိုလေးသမားသည်မြားဖြောင်းမှုပြည်စည်းသွားသည်နောင်တွင်ထိုလေးသမားသည်မြားကိုဖြောင်းစေရန်မိစနှစ်ခုတို့၌အပြန်အလှန်မကင်ဖြောင်းအောင်မပြုပြစ်ခတ်၍ကောင်းအောင်ထပ်၍မပြုတော့ပေချစ်သားတို့ဤကဲ့သို့ပင်တရားရအောင်မိမိကိုယ်ကိုမညာပဲပြင်းပြင်းထန်ထန်ကြိုးစားအထုတ်ပြီးတော့တရားရပြီးသောသူသည်မြားကိုဖြောင်းပြီးသောမြားသမားကဲ့သို့ပင်နောင်အခါ၌ထိုတရားကိုထပ်မံအထုတ်ရန်မလိုတော့ပေထိုတရားရအောင်ကြည်ကြံနေသောသူသည်တတ္တဝါအလုံးအပေါ်မေတ္တာထားပြီးမြတ်သောမဂ္ဂင်၈ပါးအကျင့်ကိုကျင့်သည်ထိုသူသည်မြတ်သောသီလဖြင့်ပြည့်စုံသည်ကြီးစွာသောတတိဖြင့်စင်ကြင်ပြုလုပ်လေရှိသည်သစ္စာလေးပါးတရားကိုလည်းဟုတ်တိုင်းမှန်စွာသိမြင်ပြီးသူဖြစ်သည်မကိစ္စပြုပြီးသောယဟန္တာဖြစ်ပြီးသောသူလည်းဖြစ်သည်ချစ်သားတို့ဤကဲ့သို့အာထုတ်ခြင်းဖြင့်သစ္စာလေးပါမဂ္ဂင်၈ပါးနှင့်ပြည့်စုံသူသည်ဆင်းရဲခြင်းများကုန်ဆုံးသွားစေပြီးမေတ္တာတရားဖြင့်ငြိမ်းအေးချမ်းသာသောနိဗ္ဗာန်ကိုရရှိနိုင်သည်ဟုမိန့်တော်မူ၏မင်္ဂလာပါရှင်သုလတိဟနာဒတုတ်ကိုပူဇော်ပါမယ်ရှင်ဗုဒ္ဓဘာသာဤတစ်မျိုးတည်းသောပန်းနိုင်တရားတော်ဒုတိယပိုင်းမြတ်စွာဘုရားသည်အယူတစ်ပါးရှိသောပရပိုက်တို့အားဤတရားကိုဟောခဲ့ပါသည်ချစ်သားတို့ဗုဒ္ဓဘာသာဤအဆုံးသတ်ပန်းနိုင်သည်နိဗ္ဗာန်တစ်မျိုးတည်းသာဖြစ်သည်အမျိုးမျိုးမဟုတ်ဟုသိရမည်အဝိဇ္ဇာရှိသူတွင်ဘဝနှင့်ပတ်သက်သောဆွဲလန်းခြင်း၄ပါးရှိသည်၎င်းတို့မှာ၁ကာမ၌ဆွဲလန်းခြင်း2အယူမှား၌ဆွဲလန်းခြင်း3အလေးအကျင့်မှား၌ဆွဲလန်းခြင်း4အတ္တငါဥစ္စာရှိသည်ဟုဆွဲလန်းခြင်းတို့ဖြစ်သည်ထိုဆွဲလန်းခြင်း၄ပါးသည်နှစ်သက်လူခြင်းမှုတဏှာကြောင့်ဖြစ်သည်နှစ်သက်လူခြင်းမှုတဏှာသည်ဝေဒနာခံစားမှုကြောင့်ဖြစ်သည်ခံစားမှုဝေဒနာသည်တွေ့ထိမှုဖတ်တာကြောင့်ဖြစ်သည်တွေ့ထိမှုဖတ်တာသည်တလယတနာမနောဓွာရကြောင့်ဖြစ်သည်တလယတနာသည်ဝိထုဇဉ်အာယုနာယုတ်ကြောင့်ဖြစ်သည်ထိုနာယုတ်သည်အတိမာဝိညာဉ်ကြောင့်ဖြစ်သည်ထိုဝိညာဉ်သည်မှားယွင်းသောကြံစီကြံတွေးမှုသင်္ခါရကြောင့်ဖြစ်သည်ကြံတွေးမှုသည်သစ္စာ၄ပါးကိုမသိမှုအဝိဇ္ဇာကြောင့်ဖြစ်သည်အဝိဇ္ဇာပြောက်ကင်းလျင်
သစ္စာလေးပါးကိုသိခြင်းဝိဇ္ဇာဖြစ်ပေါ်သည်အဝိဇ္ဇာသည်ဥပါဒဏ်နှင့်ခန္ဓာဒုက္ခသစ္စာအကျိုးနှင့်အကြောင်းတဏှာသမုဒယသစ္စာကိုပြင်ဆက်ခန္ဓာဒုက္ခនិရောဓသစ္စာအကျိုးနှင့်အကြောင်းမေတ္တာပညာမဂ္ဂသစ္စာကိုမှန်ကန်စွာပိုင်းခြားပြီးမသိသောကြောင့်ဖြစ်ရပါသည်ဥပါဒဏ်နှင့်ခန္ဓာနှင့်ပြင်ဆက်ခန္ဓာကိုမှန်မှန်ကန်ကန်ပိုင်းခြားသိသွားလျှင်သစ္စာလေးပါးကိုထိုးထွင်းသိမြင်နိုင်ပါသည်ထိုအခါတဏှာဖြင့်မတက်မဲ့မလိုခြင်းမတက်မဲ့မလိုခြင်းသောကာမ၌မစွဲလံအယူမှား၌မစွဲလံလေ့အကျင့်၌မစွဲလံအတ္တ၌မစွဲလံမစွဲလန်းသောအဆုံးသတ်ပန်းနိုင်ဖြစ်သောနိဗ္ဗာန်ကိုရောက်သည်ဟုမိန့်တော်မူခဲ့သည်မင်္ဂလာပါရှင်မဟာတိဟနာရတုတ်ကိုပူဇော်ပါမယ်ရှင်32ပုံကိုယခုရောက်ရှိပုံတရားတော်မြတ်စွာဘုရားသည်ရှင်သာရိပုတ္တရာအားဤတရားကိုဟောတော်မူသည်သာရိပုတ္တရာတတ္တဝါတို့သည်၄မျိုးရှိသည်၎င်းတို့မှာဥမမွေးသောတတ္တဝါတအိမ်မမွေးသောတတ္တဝါအညိမမွေးသောတတ္တဝါကိုထင်ရှားဖြစ်ပေါ်လာသောတတ္တဝါတို့ဖြစ်ကြသည်လူတို့၏လာရဘုံဘဝသည်၅ပါးရှိသည်ငရဲဘုံတရိษံဘုံပိတ္တာဘုံလူဘုံနတ်ဘုံတို့ဖြစ်ကြသည်ငါသည်ထိုဘုံ၅ပါး၌ရောက်ရှိနေသောသူများနှင့်ထိုဘုံ၅ပါးသို့ရောက်အောင်ကြည်ကြံနေသောသူများကိုသိသည်မြင်သည်ငရဲသို့ရောက်မည့်အကျင့်ကိုကျင့်နေသောသူသည်အလွန်ဆင်းရဲသောနာကျင်ကြမ်းတမ်းသောဝေဒနာကိုခံစားနေရသည်တရိษံဘုံသို့ရောက်မည့်အကျင့်ကိုကျင့်နေသောသူသည်အလွန်ဆင်းရဲသောနာကျင်ကြမ်းတမ်းသောဝေဒနာကိုခံစားနေရသည်ပိတ္တာဘုံသို့ရောက်မည့်အကျင့်ကိုကျင့်နေသောသူသည်ဆင်းရဲများသည့်ဝေဒနာကိုခံစားနေရသည်လူတို့ဘုံ၌ဖြစ်မိအကျင့်ကိုကျင့်နေသောသူသည်ချမ်းသာများသည့်ဝေဒနာကိုခံစားနေရသည်နတ်ဘုံသို့ရောက်မည့်အကျင့်ကိုကျင့်နေသောသူသည်အမှန်ချမ်းသာသည့်ဒုက္ခဝေဒနာကိုခံစားနေရသည်နိဗ္ဗာန်ချမ်းသာသို့ရောက်မည့်အကျင့်ကိုကျင့်နေသောသူသည်အလွန်ချမ်းသာသောချမ်းသာခြင်းကိုခံစားနေရသည်သာရိပုတ္တရာငါသည်ယခုအချိန်တွင်အသက်80ရှိပြီဖြစ်တော်လဲငါဖျားစားတောက်နေသောအခါအိတ်နေသောအခါကြည်ကြီးကျင်ငယ်စွန့်နေသောအခါများမှလွဲ၍ငါဖျားသည်တတိပဋ္ဌာန်တရား၄ပါးကိုထောက်၍ပြဿနာများမိဂုံးများမေးမြန်းလျင်မဖြေရှင်းနိုင်သောတရားမသိသောတရားမရှိဟုမိန့်တော်မူပါသည်